ပြောချင်လို့ပါစကားလေးပြောချင်လို့တက်လာတာပါရှင်ဘေဘီအကောင့်လေးကဘေးမောင်ရဲ့ဘေဘီအကောင့်လေးရပါတော့ဘေဘီရဲ့အကောင့်လေးရဆိုလို့ရှိရင်ပြတ်သွားလို့ပါရှင်ပြတ်သွားတဲ့အတွက်ကြောင့်မလို့ဘေဘီကကိုသားကန်ကောင်းနဲ့လွှင့်တာပေါ့နော်ဟုတ်ကဲ့ဘေဘီပြောချင်တာလေးချီလို့တက်လာတာပါရှင်အားလုံးပဲမင်္ဂလာပါဘေဘီကောက်လေးမရှိရတဲ့အတွက်ကြောင့်မလို့ဒါဘေဘီကိုပေါ့နော်ချစ်တဲ့သူလည်းရှိမယ်မုန်းတဲ့သူလည်းရှိမှာပဲလीเนาะဒါပေမဲ့မလွဲဖြစ်ကဘေဘီကောက်လေးကနေပြီးတော့ reboot ထုခံထားရတဲ့အတွက်ကြောင့်မလို့အကောင့်ပြတ်သွားပါတယ်ပြတ်သွားတဲ့အတွက်ကြောင့်မလို့ချစ်တဲ့သူတွေကလည်းပုံဆက်ပြီးမေးရလဲရှိရယ်မချစ်တဲ့သူတွေကလည်းရှိရတဲ့ကြောင့်မလို့ပေါ့နော်ဒီအကောင့်ပြတ်သွားတဲ့ဆိုတာကိုအရင်ဆုံးလေးသတိပေးပြပြောကြတာဖြစ်ပါတယ်เนาะပြီးတော့အခုလိုမျိုးကာလာတစ်ခုမှာပေါ့နော်ဒါဘေဘီတို့ပြဿနာလေးဖြစ်တာကိုလည်းဘေဘီကအားနာပါတယ်ပြိသက်တွေကိုလည်းဘေဘီကတောင်းပန်ချင်ပါတယ်ဘာလဲဆိုတော့ချစ်တဲ့ပြိသက်လည်းရှိတယ်မချစ်တဲ့ပြိသက်လည်းရှိတယ်ဆိုပေမဲ့အခုလိုကာလာမျိုးကြီးမှာပေါ့နော်အားလုံးကဘေဘီတို့ကြောင့်စိတ်နှောက်ယှက်ဖြစ်ရတယ်ခေတ်ကာလမကောင်းတဲ့အချိန်မှာပေါ့နော်ဒီလိုမျိုးကိစ္စတွေဖြစ်တယ်ဆိုတော့လည်းဘေဘီကပြိသက်ကိုအားနာပါတယ်တောင်းပန်ချင်ပါတယ်ဘေဘီကလည်းလေဘသူ့မှလည်းလေအသက်30လည်းကြော်ခဲ့ပြီပေါ့နော်ရုံးမှခြင်းနဲ့စိတ်ကောက်ကြည့်ခြင်းနဲ့စိတ်လည်းမရှိပါဘူးပတ်ဝန်းကျင်အားလုံးရှိတယ်ဘေဘီရှိမှလည်းအားလုံးသိကြပါတယ်ဘေဘီရဲ့စိတ်ကိုလည်းဘေဘီကတခုမကောင်းတာတော့ရှိတယ်အဲ့ဒါဘာလဲဆိုရင်ဘေဘီကပါဇက်ပေါ့နော်အားလုံးလည်းပြောကြပါပြီပါဇက်ကျန်းတယ်ဒါမျိုးပေါ့နော်ဒါဘေဘီနောင်တလည်းရတယ်ဒီလိုမျိုးဖြစ်ခြင်းပြဿနာဖြစ်ခြင်းရဲ့ခံရတဲ့အခါမှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ကိုကဒီလိုငါပါဇက်မကောင်းတာတွေပါဇက်ကအဲ့လိုမျိုးအချမ်းတန်းနေပြောမိတာတွေကငါအတွက်နောင်တာတရားဆိုတာကိုဘေဘီကသိသွားပါပြီရှင်တကယ်ကိုဘေဘီကမှားသွားရဲဆိုတော့လေဘေဘီလည်းယုံကြည်လိုက်ပါတယ်ဘေဘီကကျတော့လေပါဇက်ကနေပြီးတော့အဲ့လိုမျိုးတစ်ခုပြောရဆိုလို့ရှင်ပလက်နဲ့ပြောတတ်တဲ့အချိန်မျိုးစိတ်ထဲမှာတော့လုံးဝမထားတတ်ဘူးဆိုတော့အမှန်ပါပဲရှင်ဘေဘီဘသူ့မှလေစိတ်ထဲမှာယုံမာတာမျိုးတို့ကောက်ကျစ်တာမျိုးဘေဘီရဲ့စိတ်ထဲမှာလုံးဝမရှိပါဘူးကိုဘွားကိုအေးရအကြောင်းနဲ့အကြောင်းလာပြီးတော့ကိုယ့်ကိုအမြဲနှိမ်ချပြီးပြောတဲ့သူမျိုးပါဒါပေမဲ့အခုလိုကိစ္စမျိုးမှာလေဒါဘေဘီတို့တွေဒါကျေစင်မနော်ဒီအချောက်တွေပိုင်းနဲ့ဆိုတာတကားကိုလှုပ်စပယ်ပြောတတ်တဲ့စကားတစ်ခုနဲ့ပဲပြောလိုက်တာပါတစ်ဖက်သူကိုရည်ရွယ်ချက်လုံးဝမရှိပါဘူးအဲ့တော့လည်းပြိတ္တကိုဘေဘီကတောင်းခံချင်ပါတယ်ဘေဘီကိုချစ်တဲ့ပြိတ္တလည်းရှိမှာပဲမုန်းတဲ့ပြိတ္တလည်းရှိမှာပဲသို့တော်ညာလည်းဘေဘီကအားလုံးတောင်းခံချင်ပါတယ်အခုလိုအချိန်ကာလရေးတစ်ခုမှာအားလုံးကအဆင်ပြေနေရမှာမဟုတ်ဘူးလေနော်အားလုံးကကိုဗစ်တွေကိုစစ်တွေကြအားလုံးတော့ကရရောက်နေတဲ့အချိန်မှာဒီလိုပြဿနာကြီးကိုပြိတ္တရှိမှယူဆောင်လာတဲ့အတွက်ကြောင့်မလို့ဘေဘီကိုယ်တိုင်ကလည်းတကယ်လည်းအနှွညွန့်လည်းအားနာရတယ်တောင်းပန်ခြင်းနဲ့နောက်ပြီးတော့ဘေဘီစိတ်ကိုလည်းသိတဲ့သူတိုင်းလည်းသိပါတယ်ဘေဘီဒီဘယ်တော့မှအဲ့လိုမနာလို့ကောက်ချက်စိတ်မျိုးလည်းလုံးဝမရှိဘူးဘေဘီအကောင်းဆုံးကိုဘွားကိုရှောင်လန်းပြီးတော့ဒီနေရာကိုဘေဘီရအောင်ယူခဲ့ရတာပါချမ်းသာတဲ့အတိုင်းဝိုင်းလည်းမဟုတ်ပါဘူးကိုမိသားစုငယ်လေးတွေကရုံးကန်ရှာဖွေကျင်းဝင်ပြီးတော့မှဒီနေရာကိုရောက်လာတာပါသူရောက်ရုံးမှာတဲ့စိတ်ဖျားသူမိုးချပြရပါသေးတယ်သူကတေချိုးတဲ့တရားပါသေးမရှိပါဘူးရှင်ကျွန်မတကယ်ဘယ်သူမှမယုံပါဘူးတခါလေကြာရင်ဖြစ်တဲ့ပြဿနာတွေအားလုံးကကျမကပဲမသိလို့ရှိရင်လူယုံမာကြီးဖြစ်လို့ဆိုပြီးဖြစ်တဲ့ပုံစံမျိုးဖြစ်သွားကျမတကယ်စိတ်မကောင်းတခုတော့ရှိရစိတ်ထဲမှာမထားတတ်ဘူးလူတယောက်ကိုစိတ်ဆိုးပြီးစိတ်တိုးပြီးဆိုလို့ရှိရင်ပါဇက်ကနေပတ်နဲ့ဘေဘီပြောတဲ့ပါဇက်ကြီးကိုဘေဘီအယမ်းမုန်းတယ်ကျမအယမ်းမုန်းပါတယ်ကိုပါဇက်ကြီးကိုလည်းနောက်လဲစင်ကြပါမယ်ကျမအချက်တဲ့သူတွေကျမကိုအထင်မြင်လွဲမှားတာကိုကျမတကယ်စိတ်မကောင်းဖြစ်တယ်ကျမဒီနေ့တော့တနေ့ကိုတမင်လည်းမစားနိုင်ဘူးစိတ်မကောင်းဖြစ်တယ်ရှင်ဘသူ့မှလည်းရည်ရွယ်ချက်ထားပြီးတော့ရည်ရွယ်ချက်ရှိနဲ့ပြောတာလည်းမဟုတ်ပါဘူးအဲ့လိုစမျိုးရှိရင်လေတကယ်ပါဘေဘီလုံးနေတဲ့လုံးတွေအားလုံးအားလုံးဒုက္ခရောက်ပြီးတော့ဘေဘီတကယ်ဘလို့ကြင်ရမလဲရှင်ငါကလည်းဘသူ့မှလည်းရုံးမတဲ့အချိန်ရောလည်းမရှိဘူးမနာလို့လည်းဘသူ့မှစိတ်မရှိဘူးဘေဘီကစိတ်ရှင်းတယ်ဘေဘီမကြရင်အဲ့လိုတယောက်ကိုဘေဘီမစမကောင်းဘေဘီမစဘူးဘေဘီရိုက်ချင်ငါပြမိဘတွေအများပြောတယ်နေမစမကောင်းဘေဘီနောက်ဆုံးဘေဘီညမကိုယ်တိုင်ပြောတယ်အဲ့ပါစက်ကြီးကတော်တော်မကောင်းတာဘေဘီကလေအဲ့လိုပကလန်းစိတ်ဆိုးပြီဆိုရင်လူတယောက်ကိုအုံနောက်ကမစင်စားဘူးဘေဘီအုံနောက်မရှိဘူးအုံနောက်မစင်စားဘူးအဲ့လိုမျိုးပကလန်းပြောတဲ့အကျင့်ရဘေဘီမှရှိတယ်မကောင်းတဲ့အကျင့်ကြီးဘေဘီသိပါတယ်စေးဟောင်းနမကိုမဟုတ်တာပြောရင်လာပြောတာဘေဘီလာပြောရင်ပြန်ပြောတတ်တယ်ဘေဘီအကျင့်ကြီးကိုလည်းဘေဘီပြင်ပါမယ်ဘေဘီလည်းဒီဘွားကိုရောက်လာတာအရင်ကောင်းလာပြီးရောက်လာတာမဟုတ်ဘွားထွေကိုဖြတ်ပြီးတော့ရောက်လာတာပါဒီတက်မကလည်းဘေဘီမှာကျန်းတဲ့ဘွားတွေပြတ်တန်းလာခဲ့ရတာပါရှင်ဘ
သူ့မှာရုံမှာကိုလည်းမရှိခေါင်းချက်ပေါ်လည်းမရှိကိုကိုလည်းအမြဲတမ်းနေပြောတတ်တဲ့သူပါပြင်မှာမြင်မှုတဲ့လူဆိုသိတယ်ဘေဘီတကားမှကိုမာနကြီးမှတက်ပြီးမပြောဘူးတခါလေကိုလာပြောတဲ့သူတွေလားဆိုလို့ရှိရင်ကိုပုံစံနဲ့ကိုပြန်ပြောတဲ့အကျင့်ပဲရှိတာပါရှင်အခုကဘေဘီလည်းတဲ့အတူပရိသတ်နဲ့အတူဘေဘီလှုပ်တဲ့လောက်လဲလှုပ်ပြီးတော့ဘေဘီမှမရှိတဲ့ကြားနေကလှူဒန်းပြီးတော့အရာအလုံးလဲဘေဘီတို့လှုပ်ခဲ့တာပါပဲဒါပေမဲ့တစ်ဖက်ကကျတော့အဲ့လိုမျိုးဘေဘီကိုဘောမတွေပါပြောပြီးစိတ်မကောင်းဖြစ်ရတယ်တကယ်လည်းပရိသတ်နဲ့သူတရားနဲ့ရှိပြီးတော့ဘေဘီတို့လှူခဲ့တန်းခဲ့တယ်ဘေဘီလည်းချမ်းသာတဲ့သူလည်းမဟုတ်ဘူးဘေဘီမှလည်းငငယ်လေးကဈေးရောက်ပြီးမိဘကိုရှာကြည့်ခဲ့ရတယ်အခုလိုအချိန်မျိုးမှာလည်းဘေဘီနှုတ်ညာလုပ်ငန်းတွေလုပ်ပြီးတိုက်ခိုက်ပြိုင်ဆိုင်နေရလည်းမဟုတ်ဘူးကိုယ့်ကိုဈေးရောက်တာဒါပေမဲ့ဈေးရောက်တဲ့အချိန်မှာအာချမ်းရှာချမ်းဖြစ်သွားတာယူကိုသိပါတယ်အဲ့အတွက်မှာရဲဆိုလို့ရှိရင်အားလုံးတောင်းပန်ပါတယ်ကျွန်မမြိုက်ကန်တူတော့လည်းမဟုတ်တကယ်ဝမ်းနဲ့လို့အစိတ်လည်းတကယ်မကောင်းလို့ကိုနဲ့ပေါင်းလာတဲ့သူကလောက်တိရုံးပါဘူးစိတ်မျိုးသိမ်းမှမရှိဘူးဘေးမှာတကယ်မရှိဘူးအမေညာလည်းမပြောပါဘူးရှင်အခုကဘေဘီကတကယ်ကိုမသိလူရုံးပါကြီးဖြစ်နေကြဘေဘီစိတ်မကောင်းဖြစ်ရလို့ပြောတာပါဘေဘီဘွားလေးအေးချမ်းချင်လို့ကိုယ့်အကိုအိမ်တော်ပြုတ်ပြီးတော့ကိုယ့်ကိုဈေးရောက်စားပြီးကိုယ့်ကိုအေးရအေးချောင်းနေရပါရှင်အနုညာတွေလုပ်ပြီးတော့သူရဲ့ပုံတွေတင်ပြီးတော့ကျွန်မလုပ်နေရတယ်လည်းမဟုတ်ပါဘူးဘသူ့ကိုမှလည်းဘေဘီရဲ့ဝမ်းမကောင်းဆိုတဲ့အကြောင်းလည်းမရေးပါဘူးအဲ့ဒီပါစက်ကြီးမကောင်းတာကြီးကိုယ့်အကိုသိပါတော့ရှင်ခါကျအဲ့ပါစက်ကြီးကမကောင်းပဲနဲ့အဲ့လိုမျိုးပါစက်ကဖက်ကလည်းပြောတဲ့အချိန်မကောင်းတာပါရီရတဲ့ရှိနဲ့လေရုံးမစင်ဆိုတဲ့စိတ်နဲ့တစ်ဖက်သူကိုနဲ့နာဆိုတဲ့စိတ်နဲ့မပြောပါဘူးအရင်ကတည်းကလည်းသူတစ်ဖက်သူကထင်လွဲမှားတဲ့ကိစ္စမို့လို့လေဘေဘီကိုယ်တိုင်ဖုံးဆက်ပြီးတော့အထင်လွဲနေတဲ့အကြောင်းလည်းရှင်းပြခဲ့တာပါပြောပြခဲ့တာပါဘယ်သူမှနဲ့နာစေလည်းမရှိပါဘူးခင်ခဲ့မင်ခဲ့တဲ့အတိုင်းအတူခုမှလည်းညီမလိုစိတ်ရင်းနဲ့ပဲပေါင်းခဲ့တာပါကျမဘာမှအောင်တော့မရှိဘူးကျမတခြားသူတွေပြောနေတယ်လို့ဖြုတ်အောင်တော့လည်းပဲရှိတယ်ကျမချက်တဲ့သူဆိုထိလို့ရှိရင်မရဘူးဘာမှမစင်စားဘူးသူ့ဘက်ကပဲအမြဲတမ်းရက်တီပေးခဲ့တာပါကျမအဲ့လောက်ထိရုံးမှလောက်စိတ်မျိုးလဲကျမမရှိပါဘူးရှင်ကျမလည်းကိုယ့်ကိုဈေးလေးရောင်းစားပြီးတော့ကိုယ့်ဘဝကိုတီထောင်နေရတာပါအခုလိုမျိုးခက်ကလာကြီးကလည်းမကောင်းဘူးနိုင်ငံကြီးကလည်းမကောင်းတဲ့အချိန်မှာဒီလိုမျိုးကိစ္စတွေပြရတာလည်းပဲတောင်းပန်ပါတယ်ပြိတ္တတွေကိုလည်းလက်မွေးတောင်းပန်ပါတယ်ဘယ်ပြစားကြီးရလည်းမဟုတ်ပါဘူးအဲ့ဒါလည်းပဲပြောချင်ပါတယ်ဘယ်ပြအကောက်ကလည်းလုံးချသွားတဲ့အတွက်ကြောင့်မလို့ဘယ်ပြစကားလည်းပြောလို့မရဘူးဘာမှလည်းလုပ်လို့မရတဲ့အကြောင်းမလို့ပါရှင်ကိုတားငတ်တဲ့နေဆိုလေဘေဘီကတငိုတီနေအခုလေးတမင်းလည်းမစားရသေးတဲ့အတွက်ကြောင့်မလို့ဘေဘီငိုတော့သူ့မကစားနိုင်လို့တင်တော့ရဖြစ်မှာပါအဲ့ဒါလည်းဘေဘီတင်နေတယ်ဘေဘီတော့မသိရပါဘူးရှင်ခုကနေခုတော့ကိုเจ้าနဲ့ကိုစဉ်းစားနေရတာအလုံးလုံးတဲ့အချိန်တွေကအရင်နေ့တွေကကိုယ့်ငိုကုန်စင်းတွေတက်တဲ့ကြောင့်မလို့ဝယ်တဲ့ကန်ဆယ်မှာလည်းဂျာမစိတ်တွေတော့ကောက်ရောက်ပြီးတော့နေမညာညမှာအားနဲ့အလုပ်တွေလုပ်နေရတာပါရှင်ကျမဘသူ့အကြောင်းမှလည်းကျမစိတ်လည်းမွေ့စားဘူးကျမဖတ်တဲ့စာရေးဆိုကျမဘဝတိုးတက်အောင်လုပ်မဲ့အကြောင်းလေးကျမစီးပွားရေးနဲ့လုပ်မဲ့အကြောင်းမှကျမဖတ်ပါတယ်ဒီဟာလည်းဘသူ့အမှရည်ရွယ်ပြီးတော့ပြောလိုက်တာလည်းမဟုတ်တစ်ဖက်သူလည်းနစ်နာစေချင်တဲ့စိတ်နဲ့ဘေဘီစိတ်ထဲမှာပြောရလည်းမဟုတ်ပါဘူးဘသူမှလည်းငငယ်လေးတွေကအခုချိန်ကြီးအဲ့လောက်ကြီးရန်နေပါဖြစ်ပြီးရုံးပါလေကိစ္စမျိုးလည်းတစ်ခါမှမဖြစ်ဘူးပါဘူးရှင်ဘေဘီရဲ့ဝမ်းမှာလည်းကြည့်လို့ရပါတယ်ဘေဘီအသက်30ကျော်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘေဘီအတိကိုတတိယထိုင်တစ်ခါကြာရင်မကောင်းတဲ့ပါစက်ကြီးတော့ဘေဘီဝင်ကတ်ပါတယ်အဲ့ဒါတော့ဘေဘီမကောင်းဒါပေမဲ့ဘေဘီစိတ်ထဲမှာလူတယောက်ကိုရုံးမှာတည်းစိတ်မရှိဘေဘီနဲ့ပေါင်းတဲ့တငယ်ချင်းတွေမိတ်ဆွေရှိတယ်ဘေဘီအယူမလိုပဲနေတာဘေဘီကိုဘေဘီဘာကောင်မဆိုပြီးတော့လည်းမနေဘူးအပြင်မှာတွေ့ရသူလည်းမေးကြည့်ဘေဘီဘာမလို့နေရလဲအားလုံးဘေဘီအမြဲတမ်းပြိတ္တဆိုတာလေဘေဘီကိုချစ်လို့ချင်းမိမပျော်ပြီးတော့လေပီတိဖြစ်နေရတာတကမှမာနကြည့်ပြီးတော့ကိုဘာဆိုပြီးတော့လည်းမပြောပါဘူးရှင်ဘေဘီကိုမြင်မှုရဲ့လူတွေသိတဲ့သူရှိရဲ့ဘေဘီဈေးရောက်လို့ရှိရင်တော့အရင်ပင်မဲ့လို့ရှိရင်ဒါဘေဘီသူတို့ရဲ့စကားမပြောနိုင်လို့ပြောနိုင်တဲ့ဆိုဘေဘီစကားတွေပြောပြီးအားလုံးရှင်းပြပြီးမှအလုပ်လုပ်တာပါအခုကတစ်ဖက်သူဘာမှနစ်နာသေးတဲ့စိတ်နဲ့လည်းမဟုတ်ပါဘူးအရင်ကိစ္စတွေကလည်းအားလုံးပြီးလို့တရားတော်ချစ်ချစ်နဲ့အားလုံးပြီးတဲ့ကိစ္စတွေပါဘေးဘက်ကလည်းမမားတာကိုတငယ်ချင်းမလို့ရှင်းပြပြီးတော့အားလုံးပြီးသွားတဲ့ကိစ္စပါရှင်တမီးဘယ်သူမှလည်းမပြိုင်ပါဘူးဘေဘီကလည်းဘာကောင်မှလည်းမဟုတ်ပါဘူးဘေ
baby 妈过来有钱有嘛，他看你这样啊，哥哥你家弄的嘛，对吧？你家没弄嘛，没打算玩一转，baby 条件有你啊，转走了 baby 妈来那边啊，阿里娘干没有，你的这边有，这里这边哎呦叫要拿把人先来那样啊，你要娘嘛啊，那狗又来。ကိုပဲကုန်ကြရလဲကိုပဲအထက်မှာလဲကိုပဲလူတို့ပို့ချွန်းနေမာလာလဲကိုပါပဲဘဘီဆက်လိုက်ရအကုန်လုံးကြတာပါရှင်ကိုကကိုအကုန်လုံးနေအကုန်မအားပါဘူးဒါပေမဲ့တခါနေကြရင်မကောင်းတဲ့မစကြီးကိုဘဘီသိရတယ်အဲ့မစကြီးကိုသိပါဘယ်တော့မှလည်း baby မိုင်းတောင်းမှပါတယ် baby အားလုံးတောင်းမှပါတယ်အခုလိုကာလာကြီးမှာပြောရလဲ baby အရင်အားနာပါတယ်တောင်းလဲတောင်းမှပါတယ်အားလုံးလည်းစိတ်ရှုံနေကြမှာအားလုံးလည်းတော့ကရောက်နေကြမှာ baby သိပါတယ်ဒါမဲ့ဒီကိစ္စတွေမှာလည်းရွေးချက်ရှိနေမလို့ဘူးစားဘူး baby အသက်တင်းပြောနေပါလေရှင်ကိုအမြင်အနေချပြီးပြောတာပါရှင်ဘယ်တော့မှမပြောပါဘူးငါဘာကြီးဆိုပြီးတော့လည်းမပြောပါဘူးရှင်အခုလိုမျိုးကိစ္စတွေဖြစ်တဲ့အခါကျတော့ baby တော်စိတ်မကောင်း baby တော့တနေ့ကိုတမင်းသားလည်းမရဘူးဘလို့မှကန်နိုင်လည်းမရှိဘူးနောက်ဆိုလို့ရှိရင်လည်းအဲ့ဒီအပြောမဆက်ရှိကိုစင်နေပါပဲ baby အရင်မဟုတ်တယ်အခုသင်္ကန်းဆိုင်လည်းရပါရဲ့ရှင် baby သင်္ကန်းဆိုင်လည်းရပါတယ်နောက်စင်နေပါမယ်အားလုံးလည်းတောင်းပန်ကြပါတယ် baby ကိုမုန်းနေတဲ့သူတွေလည်း baby တောင်းပန်ကြပါတယ် baby ပြောချက်ရှိနေပကယ်မလုပ်ပါဘူးရှင်အားလုံးတောင်းပန်ပါတယ်ဘယ်လိုမှလည်း baby အဲ့လိုစိတ်မရှိပါဘူးအမတို့ညီမလေးတို့အကိုတို့ရဲ့ baby အဲ့လိုစိတ် baby မအဲ့လိုစိတ်မရှိပါဘူး baby မဝင်းချင်အသိပါတယ် baby ပါစမကောင်းတာတော့ဟုတ်တယ်ပါစကလည်းဘက်ကလားဆိုလို့ရှိရင်အဲ့လိုဘက်ကလားမကလားပြောတယ် baby ရဲ့စိတ်ကြီး baby ရဲ့မကောင်းတဲ့ညင် baby ပြင်ပါမယ်ရှင်ပြင်ပါမယ်တကယ်ကိုပြင်ပါမယ် baby တရားကိုလည်းကြောက်သွားပါပြီသင်္ကန်းစာတွေရပါတယ်အမားတွေရှိမှလူကသင်္ကန်းစာရပြီအမှန်မြင်နိုင်ပါပါရှင်တကယ်လည်းဖျားသူရပါစေမယုံပါဘူးဘသူ့မှလည်းကောင်းမှမယုံပါဘူး baby ကဖို့စီမှလည်းဘသူ့ကိုယုံပါရဲ့ဆိုရစာရေးလည်း baby မရေးဘူးပါဘူးကိုယ့်ကလုံးဆရာကြီးကလေကိုယ့်ကိုလှုပ်သွားတာပါရှင်အလောက်ကြီးရောက်မှလည်းစမျိုးမရှိပါဘူးရှင်ကြည့်ပါလို့ရှိပါဘူးတကယ်ပါမားရဆိုလို့ရှိရင်တောင်းမှပါတယ်အကုန်လုံးတောင်းမှပါတယ်တကယ်တောင်းမှအေးရမပြီးကိုယ့်ကိုအေးရရေးချောင်းကိုယ့်ကိုအသက်30ကျော်တဲ့ခါမှာအေးရရေးချောင်းနေတယ်လို့ကိုယ့်ကိုလည်းကောင်းတယ်လို့မပြောပါဘူးကြုံခဲ့ရတဲ့ဘဝရဲ့အထွတ်တွေမှာဘဝမှာနားစရာတွေလည်းအများကြီးပါပဲရှင်ကျမတို့မိသားစုကိုကျမငယ်ငယ်လေးကဘလို့ရှာဖွေကျွေးမလဲဆိုတော့ပြိတ္တကိုအမြဲတမ်းပြောပြီးမှကျမနေခဲ့တာပါကျမလည်းငယ်တဲ့အမေကိုအမေပါဦးစီပဲခေါင်းရက်ပြီးတော့ရှာကျွေးခဲ့တာပါရှင်အခုလိုအချိန်မျိုးမှလည်းမာနာကြီးပြီးတော့လေမာနာကြီးပြီးအကျော်တင်ပြီးလည်းမနေပါဘူးကိုတခါလေးပြောရဲသူဒါဒီပစက်ကြီးမကောင်းတော့ကြောင်ပြောမိတာပါအဲ့လိုပြောရဲသူလည်းမာနာရှိလုံးချီရောတောင်းမှပါတယ်အမားဆိုလည်းမရှိပါဘူးဒါပေမဲ့မကောင်းတဲ့ပစက်ကြီးပြောမိရအောင်ဘေဘီတောင်းမှချင်ပါတယ်ဘယ်သူမှလည်းအပြစ်မမြင်ပါဘူးကိုကိုမှလည်းအပြစ်မြင်ပါတယ်ရှင်ငယ်ရလေကိုအောင်ကိုကြောင်းလာပြီးကိုမကိုနာခဲ့တဲ့လူတယောက်ပါအသက်ကြီးတဲ့အချိန်မှာလည်းမိမကိုအိမ်တော်ပြတော့မှကိုအောင်ကိုစီဖို့ပေးနိုင်အောင်ဆိုပြီးတော့စီပိုင်းလေးလုပ်ပြီးတော့ကိုအောင်ကိုစီလေးရောင်းစားပြီးကျွေးနေတာပါကျမမိမကိုကျမစီလေးရောင်းစားပြီးတော့ကျွေးနေတာပါရှင်ကျမအဲ့လိုဖြစ်တဲ့အချိန်မှာဈေးတွေရောင်းရတာလဲကျမစာတေးလက်ပြီးပြောနေရဲဆိုမှကျမလေးပြမလုံးပါဘူးဘာလို့လဲဆိုတော့ခက်ကာလာမကောင်းတဲ့အချိန်မှာငွားရေးအတွက်တာကျမရှာဖွေပြီးတော့ကျွေးမွေးနေရလို့ပါရှင်အဲ့ရတဲ့ပတ်စံလေးဆိုတာလဲဘေဘီကိုရီအတွက်လည်းမသုံးပါဘူးဘေဘီကိုရီအတွက်လည်းမသုံးပါဘူးရှင်ဘေဘီမဆိုင်လို့ဆိုတော့ကတော့မရှိပါဘူးဘာဖြစ်စေးမှလည်းမရှိဘူးဘေဘီဘာမှလည်းမရှိဘူးဘေဘီကအမေဘေဘီမေရောပဲစင်နာဘေဘီဘာမှမရှိဘူးချမ်းပါရဲ့တရင်လည်းမဟုတ်ဘူးဒီအိမ်သောက်တော့လည်းအကျွေးနေနဲ့ကန်တော့အိမ်သောက်တဲ့အိမ်ကန်တော့အတိဆုံးမေမေတို့ဘလို့ကောင်းချင်းစာပြီးမိသားစုတွေဖြည့်ရှိရလဲဆိုတော့အတိဆုံးပါပဲရှင်သူများကလည်းမပြောပါဘူးဘာကန်တယ်လို့လည်းမပြောပါဘူးကိုကလည်းချက်ပဲမကင်းစင်ပါဘူးငငယ်တုန်းကကိုမေးပါဘူးကိုသူများကဘယ်လိုလဲကတော့ပတ်လက်မြော်ပြီးရှာကြည့်ပေးရတဲ့သူကကောင်းတယ်လို့မပြောပါဘူးကျမမိမကောင်းလို့မပြောပါဘူးကောင်းကိုကိုနေတာပါဒါပေမဲ့ဟောဒီပါစက်ကြီးမကောင်းတာတော့ကျမတောင်းမှပါတယ်နောက်လည်းဒီလိုပဲပြည့်စေရပါဘူးဘယ်တော့မှမပြည့်စေရပါဘူးတောင်းပန်ချင်ပါတယ်ရှင်တောင်းပန်ချင်ပါတယ်
တကယ်စိတ်မကောင်းလို့ရောပါဘေဘီဘသူ့ကိုမှလည်းမုန်းတဲ့စိတ်လည်းမရှိဘူးဘေဘီကမကြိုက်လို့ရှိရင်တော့ဘက်ကလည်းပြောလိုက်တယ်အဲ့ဒါတွေကဘေဘီရဲ့အမားတွေပါဘေဘီရင်ထဲမှာမအောက်တက်တဲ့ကြောင့်မလို့တကူဆိုလို့ရှိရင်အဲ့လိုမျိုးဘက်ကလည်းပြောရပါစေကြီးကိုဘေဘီလည်းအရင်မုန်းပါတယ်ရှင်အားလုံးမုန်းမယ်ဆိုတာလည်းသိပါတယ်ဒါပေမဲ့ဘေဘီအဲ့အမားတွေကိုတီးလို့အမှန်ပြင်ပေးပါမယ်ရှင်အမှန်ပြင်ပြီးတော့ဘေဘီဘဝကောင်းဘေဘီပြန်ပြီးထူထောင်ပါမယ်ဘေဘီရောက်မှာခဲ့ရလဲမဟုတ်တဲ့အတွက်ကြောင့်မလို့အားလုံးဘေဘီကိုခုလိုပေးပါလို့ဘေဘီကပြောချင်တာပါတကယ်ပါမားရဲဆိုလဲအားလုံးလည်းတောင်းမဲ့ချင်ပါတယ်ညီမလေးရောအမရောဆဲကြရလဲဘေဘီနားလဲပါတယ်အခုချိန်မှာမုန်းမယ်ဆိုတာလည်းသိပါတယ်တူကိုကိုကျမနားနေလေနော်ဘာဖြစ်တစ်ဖက်မှာလည်းမေအယောက်ဆုံးရှုံးခဲ့ရတယ်ဆိုတာကိုဘေဘီလည်းကိုကျင်းစားပါတယ်ဘေဘီမှလည်းမေအေးရှိပါတယ်ဘေဘီမှမေမဆုံးရမဆုံးရှုံးမှုဆိုပေမဲ့ရှားချင်းဖို့တာဝန်ရှိပါသေးတယ်ရှင်ရှားချင်းမှလည်းနစ်မညာလို့ပြီးတော့တိုက်ခတ်ပြီးတော့မဟုတ်ပါဘူးကိုကကုံလေးချို့ပြီးတော့ဇင်းလေးရောက်လာပြီးတော့ပဲရှားချင်းပါရှင်မပြိုင်ပါဘူးဘသူမှမပြိုင်ဘူးမင်းသမီးမှလည်းမပြိုင်ပါဘူးကိုစီနီအားလေးဆိုလို့ရှင်တော့အထောက်ဆဲပြီးဖို့ဝင်မလေးတဲ့သူပါဘေဘီကအထောက်ဆဲပြီးဖို့ဝင်မလေးမဲ့သူပါဘသူမှလည်းမပြိုင်ဘူးတစ်ဖက်လူမှလည်းသူခံစားချက်နဲ့သူရှိပဲဆိုတော့နားလည်ပါတယ်ဒါပေမဲ့ဘေဘီမှလည်းဘေဘီကမိသားစုရှင်ရဲ့ကြောင့်မို့ရှာဖွေကျွေးမွေးရပါအောင်မယ်ရှင်အနုညာလုပ်ပြီးရှာဖွေမှလည်းမဟုတ်ဘူးတိုက်ခိုက်တဲ့အပြိုင်ဆိုင်နဲ့လုံးမှလည်းမဟုတ်ပါဘူးကိုကကိုဈေးလေးကုန်ကျွပြီးရောက်စားပါရှင်ဘာရကြမှာလည်းမရှိပါဘူးကိုလည်းဘာလာကြည့်ပြီးတော့တခါမှမပြောဘူးပါဘူးရှင်အားလုံးလည်းသိပါတယ်အမြဲတမ်းကိုနေပြီးတော့အရင်ကတည်းကဒီလိုကားလိုက်မဖြစ်ခင်လှုပ်တယ်ရကြတယ်ကိုဘလို့ပြီးတော့ဆေးရောက်ပြီးတော့ဘလို့မိပါဦးရှာကြည့်ရကြလဲဆိုတော့ပဲအမြဲတမ်းပြောခဲ့တယ်သူပါရှင်ကျမဘာကောင်မှလည်းမဟုတ်ပါဘူးဘလို့မိမမြင်မှလည်းမဟုတ်ပါဘူးကျမဒီအတိုင်းမှအကြီးရလည်းမဟုတ်ပါကျမမင်းငယ်လေးကလှုပ်ချေးပြုတ်ပြီးနေခဲ့တာပါတိုက်ခိုက်ကြလည်းအကြောင်းမရှိပါဘူးကျမလည်းချမ်းသာရတဲ့မဟုတ်ပါဟုတ်တယ်အိမ်ဆောက်တော့လည်းကျမကပြဿနာပေါင်းစုံနဲ့ကျမဖြေရှင်းရတာပါရှင်ကျမညီမလေးရဲ့ကားပါအကုန်ရောင်းပြီးတော့လှုပ်ပေးခဲ့ရတာပါအဲ့တော့ကျမကိုစနေတူတူမျိုးစနေတူတူပြအပြင်းမမအောင်ဆေးကြပါရပါတယ်ဒါတော့နားလဲပါတယ်ဒါတော့နားလဲပါတယ်ဘေဘီကလည်းဇာတိမကောင်းတာဖြစ်သွားတဲ့အကြောင်းမလို့အားလုံးဆေးရအောင်ဘေဘီကတောင်းမဲ့ခြင်းပါတယ်ရပါတယ်ဆေးကြပါအဲ့ဒါပဲဘေဘီတောင်းမဲ့ဘေဘီမားတယ်ဆိုလို့ရှိရင်လည်းအမနောက်မဖြစ်အောင်လည်းဘေဘီစဉ်းကျင်မယ်ဆိုတော့လည်းဒီကနေပြီးတော့လည်းဂတိပေးပါတယ်နောက်အဲ့လိုဖြစ်ခဲ့တဲ့အခါကျရင်ဘေဘီကိုလေတကယ်ပါဒီထက်မကဟိုရစရာမရှိအောင်တို့ရထွေးရလိုက်ကြပါတော့နော်ဘေဘီအဲ့ဒါမျိုးပြောချင်ပါတယ်ဘသူ့မှလည်းရွေးချက်ရှိပြောရလည်းမဟုတ်ပါဘူးတစ်ဖက်သူကိုလည်းစော်ကားမိရဲဆိုရင်တော့ကျွန်မတောင်းမှချင်ပါတယ်အားလုံးလည်းတကယ်ပြတ်တာပို့ပေးပါလေတောင်းမှပါရဲ့ရှင်ကျွန်မအေးရကြောင့်ကျွန်မမိသားစုဆက်ပြီးတော့ရှာဖွေကျွေးမွေးရအောင်ပါမို့လို့တောင်းမှကျွန်မမိသားစုရှာဖွေကျွေးမွေးနိုင်ပါမယ်ကျွန်မစိတ်ပူတာပါကျွန်မတို့ကကျွန်မငပိလည်းပဲဆဆကျွန်မနေတတ်တယ်ကိုလေဘာမှမဝဲမစင်မဲနဲ့ကျွန်မနေနိုင်ပါတယ်ကျွန်မမိသားစုဒုက္ခရောက်ပါပဲကျွန်မကြောက်တာပါရှင်ကျွန်မကောင်းပါပဲဈေးပဲရောက်မယ်ကျွန်မချောက်ကျွေးပါမယ်ရှင်ဒါပေမဲ့ကျွန်မအဲ့လိုမျိုးမြင်ပြီးအဲ့လိုမျိုးထင်နေအောင်စိတ်မကောင်းပါဘူးရှင်ဘေဘီကိုစိတ်ဆိုးလို့မုန်းလို့ဆဲကြအောင်နားလဲဆိုပေမဲ့မားတာပါရင်လည်းတောင်းမဲ့ပြင်ပါတယ်ဘေဘီတဲ့ငယ်ရဲ့ညီမရဲ့ဆိုလည်းတောင်းမဲ့ပြင်ဘေဘီကြီးတဲ့အမမတွေဆိုလည်းတောင်းမဲ့ပြင်ပါတယ်အန်တီရဲ့ဆိုလည်းတောင်းမဲ့ပြင်ပါတယ်အကိုရီမောင်လေးတွေဆိုလည်းဒီမှာတောင်းမဲ့ပြင်ပါတယ်အကုန်လုံးဒီမှာတောင်းမဲ့ပါတယ်လို့မှုရကိုပါဒီကစားဘေဘီမားရဲ့ဆိုဘေဘီတောင်းမဲ့ပြင်ပါတယ်အလုံးတောင်းမဲ့ပြင်ပါတယ်လို့ပြောချင်ပါတယ်ရှင်တောင်းပါရရှင်တောင်းပါကျွန်မပန်းတွေလောက်တာလည်းမပါဘူးကျွန်မတကယ်တောင်းပန်တာပါကျွန်မအဲ့ဒါလည်းမသိပါဘူးရှင်တကယ်တော့ဘုရားကိုပါရဲ့ကိုပါအားလုံးရှိကိုပြီးတော့ချစ်ကိုတောင်းမဲ့ခြင်းပါရှင်ဘေဘီအကောင့်တွေကလည်းပြတ်နေလို့ဒီအကောင့်တွေလာပြောတာပါရှင်အားလုံးလည်းကျမကြပါစေချမ်းသာကြပါစေဘယ်သူမှလည်းအပြစ်မရပါဘူးကိုပဲကျမဆောင်နေဆုံးပါမယ်ရှင်နောက်တော့အဲ့လိုမျိုးလည်းဘေဘီကလည်းကျမစင်နေပါမယ်လို့ကမဂတိပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်